Okay what's up အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Pro ကြီးတို့ကျွန်တော်တို့ဒီကနေ့ရောက်ရှိနေတဲ့ game လေးကတော့ skateboard hobby ပဲဖြစ်ပါတယ်ဒါပေမဲ့ hobby ထက်ထူးခြားဝတစ်ခုကတော့ skateboard ပါလာတယ်ပြီးရင် stand တွေပါပြလို့ရတယ်ဗောနော်ဥပမာဆိုရင်ကျွန်တော်အစမ်းပြကြည့်မယ်ဗျာကြည့် flip လေးခဏကျွန်တော်ရှိန်လေးတင်ပြီးတော့လေတော့ skate queen လေးရလို့လုပ်ပြမယ် whoosh မရပါဘူးထားလိုက်ပါ okay အဲ့ဒါဆိုတော့ကျွန်တော်တို့ချိန်လေးမဆွဲဘဲနဲ့ကျွန်တော်တို့စုံရင်းနေပဲအကွက်လေးကြည့်လိုက်ရအောင်ဗျာ let's go okay ပထမအဆင့်ကလုံးဝဟိုပဲချုံးမွေနေရပါတော့ဒုတိယအဆင့်တွေမှာဘလိုတွေများတေပြီးတော့ဘလိုတွေများငါးပါးတွေများမှောက်နေဆိုတော့ကြည့်လိုက်ရအောင် okay မိုက်တယ် okay okay မိုက်တယ်မဆိုကျွန်တော်တို့ progress က100ထိရအောင်သွားမှာပေါ့အဲ့တော့100ထိရအောင်ကျွန်တော်တို့နိုင်ပြီပေါ့နော် okay wish oh yeah okay ရတော်တော်မြန်သွားပြီ okay ကျွန်တော်ဒါမဲ့အချိန်လေးကိုနည်းနည်းရှုံးအစိမ့်တော့လိုက်မယ်ပြီးရင်ဝီးရောပြုတ်ကြပါ okay ကျွန်တော်ပြန်ရှင်းပြီ wee whoosh and 360 okay yes ရပြီဒီတစ်ဆင့် oh ရကတိလေးဟုတ်ဝီနောက်တစ်ဆင့်ကျွန်တော်ဟိုမှာဂျိုင်းမှာကျွန်တော်နောက်ထပ်အဆင့်60ပေါ့နော်90အခုဆိုရင်တော့ကျွန်တော်နောက်ထပ်ဘယ်လောက်ကျန်နေလဲဆိုတော့82မှာ90ကျန်ပါရဲ့ဟိုကတိလေးဟိုရောက်ရေးမိုင်းလိုက်တာ flip okay 360တကွ okay ဟုတ်ပြီမိုက်ပါရဲ့ဗျာရန်မိုက်တဲ့လှခွက်လေးနဲ့တူ360ပြီးရင်ဘာမြတ်ပြလို့ရရင်လည်းမသိဟုတ်ရ flip လဲပြရမယ်နည်းနည်းလောက်ကြည့်အောင် whoosh ရောက်ဖိအားတေးရော okay ဖိမရတော့ okay ရကိုလုံးနိုင်တာပဲလုံးတော့မယ် whoosh okay မိုက်တယ်ကွာလှလိုက်တာ whoosh ရောက်ရေး360လေးနဲ့အကွက်လေးပြမိုက်တယ်ကွာရောက်ရေးအပြင်မှာစကိမ်းမစီးရဒီထဲမှာလုံးဝပျော်ပါလို့ရနော်ဘယ်လိုဆော့ရင်ကျွန်တော်ဒီ game ကို description မှာ link ချပေးမယ်ဘယ်လိုလဲကျွန်တော်လိုမျိုးပျော်ပါလို့ရပါဘောနော်ဟိုရောက်ရေးတကယ်မိုက်တယ်တကယ်အပြင်မှာစကိမ်းစီးနေရအတိုင်းပဲမတူတာတော့ဟိုပါဘောနော်ကျွန်တော်ပြောရမယ်ဆိုရင်မတူတာတော့ဒီကောင် cartoon graphic နဲ့ပေါ့နော်အပြင်မှာလုံးဝ realistic ပေါ့ဘယ်လို skate စီးပွဲလူရှိရင်လည်းဘယ်လို experience မျိုးတွေရှိဘယ်လိုမျိုးလဲဆိုတာကျွန်တော်တစ်ချက်လောက် comment မှာရေးခဲ့ပေးဖို့ဗျာကျွန်တော်လည်းအတွေ့အကြုံလေးပါလေးရကြကျွန်တော်အပြင်မှာတော့ skate မစီးဘူးကြောက်တယ်ဒါပေမဲ့ဒီမှာစီးရတော်တော်မိုက်တယ်ဆိုတော့အပြင်မှာလဲ skate စီးပြီးရင်တော်တော်မိုက်မယ်ပေါ့ကျွန်တော်စီးဘူးကတခုတော့ရှိ scooter လားမသိဘူးအဲ့ကောင်ရပြုတ်ကြရပြီ Would you like to buy it disable pause up တဲ့ okay မွေးခြင်းတော့ okay ကျွန်တော်လာပြီးတော့ကြော်ညာရေးပိုင်းလုပ်နေပါတယ် okay let's go okay ကျွန်တော်သူများကြီးအောင်ကြော်လာပြီကျွန်တော်ဒါနဲ့ဆိုရင်ကျွန်တော်30ဆိုတော့နောက်ထပ်မှာ60နဲ့မှာ40ဟုတ်65စိကျန်ပါလိမ့် okay ဒီကောင်လေးပြို့ကြတာဝိုးငေးကြည့်မြကျွန်တော်အမားပါဗျအောက်ကနေအနောက်ကိုပြို့ကြနေပြီ oh yes yo ဟုတ်အနီးထင်သေးရဘိုးဘာတီးတာပါလို့တွေးရွေ့ရတာမဟုတ်ဒီကောင်ကြွတာဟာokay ကျွန်တော်တို့အစိမ့်30နဲ့မှ9စိမ့်မြောက်တော့ရှိသွားပါပြီဒါပေမဲ့လေကျွန်တော်ဆိုရင်ဖြင့်အရန်ကိုကျွမ်းကျင်တဲ့ skate မောင်းသမားလေးဆိုတဲ့အတွက်ကျွန်တော်ဒီဆင်းရဲနေစပြီးတော့မသေးစေရပါဘူးကျွန်တော်ရဲ့အရန်ကိုကျွမ်းကျင်တဲ့ skate လေးနဲ့ hobby skate လေးကို bro ရှူစားလိုက်ပါဒီပေါင်းဓာတ်ကြီးထက်နေလားဒီစိတ်နေဟိုဝီးအပေါ်ကလုံးဝဟိုချိတ်ပြီးရ okay ရပြီကျွန်တော်ဘယ်ကိုသွားဒီကသွားလို့မရဘူးဆိုတော့ဒီကိုတက်ရမယ် okay ကျွန်တော်ဖြတ်လန်းလေးရနေပဲတက်ပေးလိုက်မယ်ဒီဘက်ကိုသွားမယ်ပေါ့ boost လိုက်ရအောင် okay flip okay ဒီမှာ flip ပြလို့ရတယ်တော့ဟုတ်တယ် whoosh
တွေ့တယ်ကျွန်တော်အကွက်တွေပြသွားနော်ဘရိုတို့တွေ့လားကြီးရဲမှာကြည့်ဘရိုတို့အမအရန်ကိုကျန်းအကွက်လေးတွေနဲ့ပြပြီးတော့ကျွန်တော်ဘရိုတို့လုံးဝအရန်ကိုတင်းဆက်ပေးဖြုတ်ဖြည့်တင်းဆက်ပြတ်သားလိုက်ပြရင်ပေါ့နော် Okay yes 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 ဒါတော့ကျွန်တော်စောင်းကပြသွားတဲ့အကွက်ကတော့ကျွန်တော်တို့မြင်းခုန်တဲ့အကွက်ဖြစ်ပါတယ် horse jam ပေါ့နော် whoosh whoo whoo လုံးဝအရန်လှပတဲ့အကွက်လေးနဲ့မောင်ပရိုဂျီနိုကဆိုရင်ဖြင့် scale လေးကိုလှပတေတက်စွာနဲ့ပဲချိတ်တီးရိုက်ချနဲ့ပဲလေးပေါ်လွင့်ပါပဲစကားတော့ပြောလို့မဆုံးသေးဘူးကွာရိုက်ချသွားချိတ်တီးရအိုးလွတ်သွားပြီဒီခါတော့ထားပေးရမယ်နှစ်ခါမရဘူးလို့โอเคကျွန်တော်တို့ဘာလို့နဲ့နောက်ထပ်အဆင့်40ကျော်ပဲလိုတော့ပါတော့တယ်ကြွပြီမြန်မာလိုပဲသွားမယ်လေကိုယ်မြန်မာနိုင်ငံသားမြန်မာလိုပဲသွားမှာโอเคဝီဝီโอเค yes 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 ဒါနဲ့ညီပါအောင်ကျွန်တော်ပြောဖို့မေ့ရ bro ဆော့ချင်တဲ့ game ကိုကိုမမဟို bro ဆော့ချင်တဲ့ game ကိုကျွန်တော်ကိုမမချပေးရေးခဲ့ပေးလို့ရပါတယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်ဆော့ပြလိုက်ပါမယ်ယိုယိုကျွန်တော်6မိနစ်ပဲရှိသေးရဗျကျွန်တော်ဆော့တာကျွန်တော်6မိနစ်နဲ့60ကိုမအခု60အောင်ပြီးသွားပြီဆိုတော့ကျွန်တော်လောက်တော့ skate စီးရနေမှာကျွန်တော်ပါရမီပါလည်းမသိဘူးဗျဟုတ်ဟုတ်ဒီကောင် hot gems ပေါ့နော်မြင်းခုန်တာhot gem ပင်မြင်းခုန်ချင်းအကွက်လေးနဲ့လုံးဝဒါတော့ကျွန်တော်360ပေါ့နော်360အကွက်လေးတစ်ခွက်အားရောက်ရေးချေချောသွားချေချောသွားတာမဟုတ်ဘူးကလက်ချော်တာမေးလို့ okay yo အဲ့မှာ360 ကို horizontally နဲ့ vertically လောက်ပြဘရိုပြ360ကို vertically မဟုတ်ဘူး horizontally ပဲဖြစ်နေတယ် okay ဆိုတော့တော်360ကို vertically လောက်ပါအဲ့ဒါတော့ automatic လောက်ပါဘောနော်ဟုတ်ရော360ကို vertically ရော horizontally ရောလောက်ပါအဲ့ရောမိုက်လာတာအလျားနဲ့ဒိုင်လိုက်တွေလောက်ပြနေ9စက္ကွန်ကျွန်တော်တို့မကြခင်မှာဆိုရင်ပန်းတိုင်းကိုရောက်ရှိပြီးတော့ကျွန်တော်တို့ World 2ကိုသွားရမှာဖြစ်ပါတယ်ဟိုကျွန်တော်ဒီ game လေးကို bro လုံးဝဒီလိုပြောရမလဲပတ်ကြီးကိုမဝိုင်းနေရလို့လောင်ပြီးရဲ့အချိန်မှာဒီ game ကိုလာပြီးတော့ချေးခြင်းတဲ့လူတွေတော့ကိုစောစေတင်ပါတယ်အဲ့တော့ဒီ game ကတိတ်လည်းမခတ်ဘူးပေါ့နော်ကျော်စောကြီးတယောက်ကတော့ရိုင်းမခတ်ဘူးဗျာဟိုဘူဘတာဝါလောက်တော့ပြုတ်ကြရင်အစနေလည်းပြန်တက်စီရမလို့ဒီကောင်ကသူ့ state လေးနဲ့တကူဖေးဝိုင်းနဲ့သူ့အဲ့ respawn point ကနေပဲပြန် spawn တဲ့အတွက် bro ရိုင်းကိုလောင်ကြီးတွေတော့အဆင်ပြေပါတယ်လို့ ever လောင်နေတဲ့လူတွေဆိုဒီ game လေးကလောကချေးလို့လည်းရပါတယ်သူတို့ချင်းလေးနဲ့ပေါ့နော်ဒါပြီးချေးလို့လည်းရပါတယ်ကတိလေးကိုအချိန်လေးတက် oops ဟာရဘာမှမရှိဘူးလားသိရော okay try again we okay ရပြီဟုတ်ရောက်ခိုင်းနေပါကွာအစင်ကောင်ကမိတာတဲ့ဟေးရပြီ360360ကို horizontal လောက်ပါမိုက်တယ်ဟောလေနောက်တစ်ခွက်လောက်အိုး whoosh ဝါတာခံနေပါဝှရှူဝါတာအဲ့ရောမိုက်တယ်အားရောအကွက်ပြများသွားရောလုံးဝကန်ဟိုင်းရโอเคဒီကတော့တေချာတော့ဟိုမလုပ်တော့အကွက်တွေပြတော့ပြတဲ့အချိန်ကပြရမှာ whoosh လုံးအကွက်လေးနေโอเค whoosh ဟုတ်တယ်အကွက်လေးနေမိုက်တယ်ကွာဒီ game ရတော့ okay နောက်တစ်ခွက်လောက် whoosh ဟုတ်တယ်တစ်ခွက်လေးမိုင်းနော်360လဲသွား whoosh ကြွရောအဲ့နိုင်ငံကြီးမှာကြွနေဟာ
အိုးနောက်ဆုံးတော့ကျွန်တော် skate ကွင်းနဲ့သွားရတော့မယ် let's go အိုးအာ yes ကျွန်တော်တော့ free sign လေးပြလို့ရပါပြီ free sign โอเคfree sign ပြ free sign โอเคဟုတ်တယ်flip လေးနဲ့အားရအရှိန်မပါဘူး free sign လေးဟာလူကြီးအောင် free sign อ่ะ free sign ပြရမယ်တော့ speed up ပြီးရောလေ let's go အားရကြီးတော့ကျွန်တော် free sign ပြအောင်တကွโอเคဟိုမှာ free sign ပြလို့ရလုံးဝ360တကွဟုတ်ပြီဟုတ်တယ်ဒါကြီးတော်တော်များသွားပြီမြင်သွားပြီတကွအားရဒီမှာ360လိမ့်နိုင်မိုက်ပြီဒီကနေစားလိုက်ရအောင်โอเคဒီကနေပြီးတော့အချိန်ယူလိုက်မယ်ဘူပြီးရနဲ့ခုံလိုက်ပြအားရမြာသွားပြန်လို့မယ်โอเค let's go boost အိုးမြာသွားနည်းနည်းလေးရောမရပါဘူးကွာလက်ကနည်းနည်းနေွားလက်နေွားဗျာဒီမှာပဲပြရတော့မယ်โอเคဘယ်လိုဖြစ်သွားတာတော့လိုကြီးရောဒီလိုပြန်လဲရောအချိန်မပါလို့ဘယ်လိုကြီးအဲ့လိုဟုတ်တယ်ဟုတ်ပြီ360တကွရော360တကွလား360ကြည့်ကျင်တယ်โอเคယူ yes down okay ကျွန်တော်ဒီကိုရောက်ပြီကျွန်တော်ဒီကိုရောက်တက်ပဲဒီကိုရောက်တက်ပဲโอเคရပြီ no okay yes no yes ဒါပဲ okay အားလုံးပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကြည့်ရှုပေးရအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ဘာဂိမ်းလေးစောချင်စီလဲဆိုတာကိုကျွန်တော်တို့guys let's go